ဆေးတွေလည်းစုံနေပြီးနာကျင်ကြိုက်ခဲဝေဒနာတွေကမပြောက်နိုင်ဘူးဈေးတွေကလည်းကြီးယောဂါကလည်းမသက်သာနဲ့စိတ်ညစ်နေတယ်ဆိုရင်ဒီကန်းစော်စီအနှစ်နုလေးကိုစမ်းသုံးကြည့်လိုက်ပါနော်ကန်းစော်စီအနှစ်နုဆိုတာကန်းစော်စီမှကြတဲ့ပလင်းအောက်ခြေကအနယ်အနှစ်များကိုစုထားတာဖြစ်ပြီးညီသည့်အရောနှောမှမပါသောကြောင့်ကန်းစော်စီအတိုင်းပဲအလွန်ဆေးစွမ်းထပ်ပါတယ်တနေ့ကို3ချိန်မှ5ချိန်နာကျင်တဲ့နေရာတစ်ဝိုက်ကိုအသားလေးစိတ်ဝင်သွားအောင်ပိုလူပေးုံမျှဖြင့်ဒူးနာခါနာဇကြောတက်ညောင်းညာကြိုက်ခဲထုံနာကျင်နာအယိုးကြောလေးဘက်နာခြေနောက်နာနှင့်ကြီးပေါင်းအစရှိတဲ့နာကျင်ကြိုက်ခဲဝေဒနာမှန်သမျှကိုတိတိတတ်တာတက်တာပျောက်ကင်းစေတဲ့အပြင်အဖို့ကျိတ်အနာများကိုလည်းပျောက်စေပါတယ်ပျောက်တာမှယူပစ်လိုက်သလိုကိုဝေဒနာကတိတိတတ်တာကိုတက်တာပျောက်ကင်းသွားစေတာမျိုးပါဈေးနှုန်းကလည်းနှစ်ဘူးတတွဲကိုမှ8000ကျပ်ပဲကြတာဆိုတော့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ဝေဒနာတက်တာပျောက်ကင်းမှုကအရန်ကိုတန်ပါတယ်။ဒါကြောင့်လဲလိန်ဆေးအဖြစ်သုံးမှုသူတိုင်းကကန်းစော်စီနှစ်ကိုပိုကြိုက်ကြလို့အစီထက်နှစ်ကိုပဲပိုဝယ်များကြပါတယ်။အရောအနှောကင်းစင်တဲ့ကန်းစော်စီအစ်စ်တွေကိုကျမတို့မြန်မာနိုင်ငံတဝန်းအိမ်ရောက်ငွေချေနဲ့ပို့ဆောင်ပေးနေတာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲစာပို့ပြီးဖြစ်ဖုန်းဒါမှဟုတ် Viber ကနေဖြစ်မှာယူလိုက်ပါနော်။